你有那好培养的时候，这点龙面龙哎，培养的时候，俺今年都一看看你了，然后你有那俺讲的，这个咦，对吧鸡？妈呀，对吧？你培养的时候鸡，对培养。如果個ပေါ်ပြပေးမယ်ထိုင်းနိုင်ငံကအမျိုးသားတို့ရဲ့အိမ်ပြန်ခီးဟာထင်ထားသလိုပျော်ရွှင်စရာမကောင်းခဲ့ပါဘူးအကြောင်းကတော့လွန်ခဲ့တဲ့9လခန့်ကစခရွန်စကန်ဝါအမည်ရှိတဲ့အမျိုးသားဟာသူ့လိုကန်နေတဲ့ငါးဖမ်းသင်းပေါ်မှာယောဂတစ်ခုနဲ့တေဆုံးသွားခဲ့လို့ရဲရရှိတွေကအဆိုပါလောင်းကိုနေရက်ကိုပြန်ပေးခဲ့လို့ပါပဲစခရွန်ရဲ့ညီကတော့အဲ့ဒီယောလောင်းဟာစခရွန်ဟိုမန်းတတိထားမိပါတယ်အကြောင်းကတော့စခရွန်ရဲ့ရှေ့သွားနှစ်ချောင်းဟာမရှိခဲ့ပေမဲ့ရုပ်လုံးမှာတော့ရှည်သွားနှချောင်းပါနေခဲ့လို့ပဲဖြစ်ပါတယ်။၃ရက်ကြာမှာတော့စီယုံကအဆိုပါရုပ်လုံးဟာစခရွန်ဖြစ်မှအတည်ပြုခဲ့လို့မိသားစုဝင်တွေနဲ့ရွေးချယ်စရာမရှိတဲ့အဆုံးစခရွန်လို့ပဲတတ်မှတ်ပြီးမိသယူခဲ့ကြပါတယ်။စခရွန်မှာလည်းငါးဖမ်းသင်းပေါ်မှာတွားရောက်လို့တိုင်းနဲ့နှစ်စလုံးနေငုံလုံးဝအဆက်တွေမပြုတ်လို့ခဲ့ကြောင်းသိရှိရပါတယ်။စခရွန်နေငုံပြန်ရောက်လာချိန်မှာတော့သူ့ရဲ့မောင်နှမတွေကတရေဟုတ်မဟုတ်စခရွန်ရဲ့အသားကိုထိကြည့်ပြီးအတည်ပြုခဲ့ကြပါတယ်။မင်းရင်ဖြစ်သူကတော့မင်းသေးတော်ပြီလေဘာလို့ပြန်လာတာလဲဆိုပြီးမေးခဲ့ပါသေးတယ်။ရာဇီကိုယ်တိုင်ကစခရွန်ဖြစ်ကြောင်းတက်တည်ပြခိုင်းခဲ့ပါတယ်။ဒါကြောင့်စခရွန်ဟာသူငါးဖမ်းသင်းပေါ်မှာအလုပ်လုပ်ကိုင်နေခဲ့စဉ်အချိန်ကနိုင်ငံသားတော်သမားတူဟာသူ့ရဲ့မှတ်ပုံတင်ကိုခိုးယူသွားခဲ့ကြောင်းအဖြစ်ပြက်အကြောင်းအရာတွေကိုတေချာရှင်းပြခဲ့ရပါတယ်။နောက်ဆုံးမှလူများကယုံကြည်သွားခဲ့လို့သူ့ရဲ့အိမ်ပြန်ခီးဟာကျိုးသူမရှိခဲ့ပဲကြောက်လန့်သူအိမ်ရင်းသားချင်းတွေမိသားစုဝင်တွေတို့ကတွေ့ကြရတဲ့စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုဖြစ်နေခဲ့ပါတော့လေဒီခုတစ်ခါမှာတော့ဝယ်သူတွေချင်းထည့်ခံရနိုင်တဲ့အတွက်လက်တော်ကားဝယ်မယ်ဆိုရင်သတိထားတဲ့အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးပါမယ်ရင်းစည်းရာတွေမပြုလို့ပဲတက်တန်းတို့ဆောင်ရွက်ပေးတာတွေကိုကားဝယ်သူတွေအနေနဲ့ဆုံးရှုံးမှုဖြစ်လာနိုင်တယ်လို့ကားဝယ်ရောင်းဈေးကွက်ကနေတစ်ဆင့်သိရှိရပါတယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကညနာကမော်တော်ယာဉ်တွေကိုစိုက်ကယ်တွေကိုစစ်ဆေးတာတွေမပြုလုပ်ဘဲတက်တန်းတိုးမှုဆောင်ရွက်ပေးနေတာကို2023မတ်လအကုန်ထိထပ်မံတက်တန်းတိုးပေးထားတယ်လို့သိရပါတယ်။ရင်မစစ်ဘူးဆိုရင်ကားပိုင်ရှင်တွေအတွက်အလုပ်ရှုပ်တတ်တာလေဆိုပေမဲ့နောက်ဆက်တွဲဖြတ်ဆက်တို့ဖောက်ဆွတ်တို့ရှိလာနိုင်ပြီးအယောင်းဝယ်မှာလဲပွဲသားတွေရဲ့လိန်နာကိုခံရလာနိုင်ပါတယ်။ဝယ်သူတွေရင်းထည့်ခံရနိုင်ပါတယ်။လှုပ်ရှားလောက်ကတွေလည်းပေါ်လာတော့မှာပါ။အခုဆိုရင်ကားကြောင်းတိတ်နာမလဲတဲ့သူတွေကကားဟောင်းတွေဝယ်ကြမယ်ဆိုရင်ရင်မှန်စစ်တာကိုတက်ကြွတဲ့သူတွေစီတသိန်း2သိန်းနဲ့နားလည်မှုပေးစစ်တဲ့ဈေးကွက်တွေပါဖြစ်လာပါလေကားဝယ်မယ်ဆိုရင်သတိထားပြီးဝယ်ကြပါအရန်ဈေးတန်နေရင်ပိုသတိထားပါကားရောလူပါယုံကြည်ပြီးဆိုမှကားဝယ်ကြပါလို့ကားဝယ်ရောင်းလုပ်ကိုင်သူတို့ကအကြံဉာဏ်ပေးထားပါလေအရေးကြီးတဲ့အများပြည်သူတေယူပို့ဆောင်ရေးခီးစဉ်ရင်တွေကိုတော့ရင်းစစ်ဆေးခွင့်ကင်းလို့ခွင့်မရှိပါဘူးလို့ကညနာကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်။ဒါကြောင့်အခုခါမှာကားတွေရောင်းဝယ်လုပ်မယ်ဆိုရင်အင်မတန်သတိထားဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ယခုတစ်ခါမှာတော့တံဝေကယူစီယာနှလောင်းမြန်ဖြစ်ရတော့ကာမီတုကံဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးပါမယ်။ဥရိဘဟာရှမ်းပြည်နယ်တောင်ပိုင်းပင်လျာမြို့နယ်နောင်မွေရွာဇာတိဖြစ်ပါလေမိဘရိုးရာတန်ရာလုပ်ငန်းကိုလုပ်ကိုင်နေ၍အဓိကအဖြစ်ချက်သူမျိုးနဲ့အာလူးစိုက်ပြပါလေဒီရွာထဲနေတည်ရဲတော့နန်းရွှေမြတ်နဲ့အိမ်အောင်ကြပြီးတားလေးအိုက်ထွန်းတယောက်သာမွေးဖွားခဲ့ပါလေခုဒီဘဟာအစားတော့လောင်းကစားခင်းပြီးအလုပ်ကိုသာစူးစမ်းလုပ်ကိုင်ခဲ့တဲ့အလျောက်စီးပွားရေးအဖြစ်ချောင်ချိပြည်လေရဲ့ရှိပါလေအိုက်ထွန်း9နှစ်သားကျော်10နှစ်အတွင်းအရောက်တလကကြိုတင်ပြီးရှင်ပြုရန်ရက်သက်မှတ်ပြီးတင်ကန်းတော်ကြက်ရန်လေသာဆန်ကျောင်းဆရာတော်ထံမှအနံ့ပြီးပြီအကျွေးမွေးတက်လဲကျိုးတင်စီမံပြီးပြီဒါလေးအိုက်ထုံးကိုလည်းကျိုးတင်ဆုံးမစကားပြောထားရပါသေးတယ်ငါသားဒီရပိုင်းတွင်မှာတစ်ပင်အမြင့်နေပါလိမ့်မတက်နဲ့ချောင်းတဲ့ရေသွားမချိုးနဲ့ကြိုက်တဲ့ခွေးတွေနားလည်းမကတ်နဲ့ကန်တတ်တဲ့မြင်းတွေနွားတွေနားလည်းမသွားနဲ့ဘာဖြစ်လို့လဲဗျရှင်မိမကြီးမောင်ရလောင်းဆိုတာဒီလိုပဲကွအသွားလာနေထိုင်ဆင်ញင်ရတယ်မဆင်ញင်ဘာဖြစ်လို့လဲဗျမဆင်ញင်ကုသိုလ်ကောင်းမှုပြုပါကိုမလိုလားတဲ့နတ်မိတ်ဆာတွေကပြုစားတဲ့လူပေါ့နတ်မိတ်ဆာဆိုတာမကောင်းဆိုးဝါးနဲ့တွေကိုပြောတာပေါ့ကွယ်
မြတ်စွာဘုရားပွင့်ခံပြီးတော့မန္တကဖြတ်လို့ဖြတ်စီလုပ်တယ်လို့ပေါ့အဲ့တော့အနေနဲ့ဘယ်လောက်ထိနားလေလဲမလဲလဲတော့မသိပါဘူးဥဒီဘကသူနားလေတယ်လို့ရှင်းပြခဲ့ပါလေသို့တော့ဘိုးမတီပဲဝါတီခဲ့ရတကယ်လို့အလူမတိုင်းကြီး9ရက်အလိုမှာမမျော်လင့်တဲ့အကုသိုလ်ဂျုံစိုးတစ်ခုဝင်ရောက်လာခဲ့ပါလေအလူမှာချက်ပြရန်အတွက်တောထဲကိုထင်းခုတ်သွားသောအဖွဲ့ကိုဒေါ်လန်းရွှေမြတ်နဲ့အမျိုးသမီးအဖော်တို့ကထမင်းလိုက်ပို့ကြရမှဒေါ်လန်းရွှေမြတ်ပိုးထီခြင်းခံရပါလေထိုစဉ်ကကျေးလက်စီပေကများမှာလည်းမရှိသေးလို့အိန္ဒိယမြို့ကိုတည်ဆောင်သွားခဲ့ရာလမ်းမှာပဲအသက်ပြောက်ခဲ့ရပါလေဥရိပမှာအတက်မှာဇက်ပြတ်တယ်လို့ခဲလီသမျှတဲရီကြခဲ့ရပါလေအာဇုဘကိုမြန်မြန်ပြီးပြအောင်ဆောင်ရွက်ပြီးအလူရက်တွေမှာအိုက်ထုံးကိုမပြတ်မကွက်ရှင်ပြုပေးခဲ့ရာမိရွှေမြတ်ကြီးအမြလို့ငိုတံပါကြီးနဲ့ရေစက်ချတန်းကိုကြားရသူအပေါင်းတို့ဟာရင်မဆူပဲမနေနိုင်ကြတော့ပြီနောက်ပိုင်းမှာဥရိပအတွက်အလုပ်တစ်ခုပိုလာခဲ့ပါလေဒူရဲတော်သားမီရဆိုးလေးအိုက်ထုံးကိုစိတ်မချတဲ့ဖြင့်သွားလီယာခေါ်သွားပါလေအလုပ်သွားလေအတူတူပေးရကိုကုံရောက်သွားရင်လည်းအတူတူတို့ကလိုသွားရင်ဥရိပသွားနေကြပွဲရုံမှာတောင်ကြီးကတထေးကြီးဦးဆိုင်အောင်ထွန်းနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်ပါလေဦးဆိုင်အောင်ထွန်းဟာဥရိပတို့ရဲ့မိသားစုအဖြစ်တဲ့များမေးမြန်းပြီးတဲ့နောက်စင်လုံးကောင်းသူပြီးမိမိတို့မှာသမီးလေးနှစ်ယောက်သာမွေးဖွားပြီးတားယောက်ျားလေးမထွန်းကားခဲ့တဲ့ဖြစ်ဇနီးဖြစ်သူမှာတားယူနေသူဖြစ်ကြောင်းဥရိပကခွင့်ပြုမယ်ဆိုရင်အဲ့ထုံးကိုစာချုပ်စာတမ်းနဲ့မွေးစားလိုကြောင်းပညာတတ်အောင်လဲကျောင်းကောင်းကောင်းထားပြီးပြီဖြစ်ကြောင်းပြောကြားခဲ့ပါလေဥရိပအမတ်ဆုံးအချက်မှာလဲကျောင်းထားပြီးမယ်ဆိုတဲ့ကိစ္စပဲဖြစ်ပါလေတကယ်လည်းအဲ့ထုံးဟာကျောင်းနေဖို့ဝေလာဝေးညီမလိုသေးသားရှင်သာတော်မှဘုန်းကြီးကျောင်းမှာအနိုင်တက်ခဲ့ရသူဖြစ်ပါလေတို့ဖြစ်၍ကိုမချိအမိတော်လဲတားတော်ကဲဆိုလိုတားလေးအိုက်ထုံးကိုမခွဲခြင်းပဲခွဲခဲ့ရပါလေမထည့်ခြင်းပဲထည့်ခဲ့ရပါလေတို့တယ်ပဲဥရိပဟာမရကိုလာတာကတစ်မျိုးသားကိုသတိရတာကတစ်ဖက်အသက်35နှစ်ကျော်မှအရက်တောက်တက်လာခဲ့ပါလေဒီနေ့ခွဲကအကြာတားဖြစ်သူရွာကိုပြန်လာရမှာတသွေးသွေးကြီးဖြစ်လာတဲ့သားကိုကြည့်ပြီးဥရိပကြည်လူးခဲ့ရပါလေသားကသတိတရားဝယ်ယူလာတဲ့ရှမ်းမောင်းမီအကောင်းစားတစ်ထင်းနဲ့ခေါင်းပေါင်းထင်းတဲ့တပတ်တစ်ထည်ကိုအမျက်တနိုးကင်တွင်ရင်းရွာထဲမှာကြွားမဆုံးပြောမဆုံးမော်မဆုံးတပတ်ခန့်အကြာအိုက်ထွန်းတောင်ကြီးကိုပြန်သွားပါလေနောက်ပိုင်းမှာတောင်ကျသူများနှိမ့်ဆက်ညှဉ်းပန်းမှုဒဏ်ကြောင့်နောင်မွေရွာသူရွာသားအတော်များများရွာထဲမှာမနေရကြပဲမိစရာမြို့ကိုပြေးခဲ့ကြရပါလေထိုထဲမှာရှိသမျှငွေလေးပိုက်ပြီးပင်းတရားကိုတက်ခဲ့သူဥဒီပါလေးပါပါလေအမဝမ်းဝဲတူရဲ့နေအိမ်မလေးကဖြစ်တယ်လို့လုတ်ကင်စားတော့နေခဲ့ရပါလေအဲ့ဒီမှာရှုဒီနဲ့စပြီးတွေ့တော့တာပါပဲရှုဒီကဥဝဝင်ရဲ့ခေါ်ဆဲဆိုင်ကဥဝဝင်ရဲ့ခင်မပါအပြူတော့မဟုတ်ပါဘူးတခုလက်ပါအောင်မန်းကကားသမားတယောက်နဲ့အိမ်အောင်ကြတယ်လို့ပြောပါလေဥဒီဘထက်တော့10နှစ်ကျော်နေမှာပေါ့ဥဒီဘကလည်းညနေတိုင်းလိုဥဝဝင်ဆိုင်မှာအရက်တော့ရင်းတွေ့ခဲ့ကြတာပါအမှန်တော့ဥဒီဘကကြောင်ကုန်ရင်းပြက်မတ်ရှူဒီကဈေးရတောင်ပန်ကျိုးရင်းစီရတောင်ပန်ကျိုးကိုကြောင်ကုန်ရင်းပြက်ပါစက်တဲ့အတင်းထိုးကြည့်သူကဥဝဝင်ရဲ့မိမမက်ကျင်လာကျွေးပေမပေါ့သူ့ယောက်ျားဥဝဝင်ကြီးကမျက်စောင်းတထိုးထိုးမန်တဖီဖီဖြစ်နေတဲ့ကြောင်အလက်သမားတွေကိုဥဒီဘဟာမက်ရှူဒီနဲ့အကြောင်းပါပြီးတဲ့နောက်ဥဝဝင်ဆိုင်မှာပဲအတူလို့အတူစားနေရကဒေါ်ကျန်လာရဲ့အကြံပေးချက်ရမြို့အထွက်ကားလမ်းမေးမှာရေဆိုင်အင်းလေးတစ်လုံးဆောက်ပြီးခေါ်ဆွဲဆိုင်တစ်ဆိုင်ထောင်ခဲ့ပါလေဥဒီဘရဲ့အမိမှာရိုးလွန်းလာသဖြင့်ရှုဒီစားတော်စဲလို့စိုင်းဖို့တင်လိုက်ပါလေဒါလေဒေါ်ကျန်လာရဲ့အကြံပေးဖြစ်ပါလေဥဒီဘမှာမက်ရှူဒီကမိဖို့ကြောင့်ကဒိုင်ခံချက်ပြုတ်ကြော်လော်ပေးသမျှဆိုင်ရှိချပေးခြင်းတင်းစီပေးခြင်းအရက်ပုံးရောင်းခြင်းရဲအရက်ပုံးတွေမှာကိုကြိုက်တယ်လို့တောက်တုံးနေရခြင်းအဖြစ်အခြေအနေကြီးကျင်းတဲ့ရရှိပါလေဒီနောက်ပိုင်းမှာဥဒီဘတို့ဆိုင်တော့ကွက်တေကလေးတစ်ခုတစ်ဖွဲစီကားလာလို့လူငါးပင်ထားလာရပါလေဒီနေ့မှမမျော်လင့်မဲအိုက်ထွန်းရောက်လာပါလေတယောက်တည်းမဟုတ်သူတကယ်ချင်း3ယောက်နဲ့အတူတူမော်တော်ကားတစ်စီးနဲ့လာခြင်းဖြစ်ပါလေဒီတစ်ခေါက်အိုက်ထွန်းကိုကြည့်ရဒီမှာဥဒီဘအဖို့ဘလို့မှဝမ်းသာမှုမဖြစ်ခဲ့ဘူးအကြောင်းတော်ကသပင်ကလည်းဖို့ရဖယားဂုတ်ထောင်နဲ့ရှင်းစွဲမျက်နှာအလှကလေးတောင်ဖုတ်သွားပါလေအင်းကြီးကလည်းကြောင်ကြားဘောင်းမီရှိကြီးကလည်းမြေပြင်မှာတရွတ်တိုက်ဆွဲရဲ့ပဇောင်မှာလည်းစီးကရက်ထိထားလိုက်သေးတယ်ဥရိပရင်တုံပန်းတုံမြည်မိပါလေငါသားဘယ်လိုဖြစ်လာတာတော့မြို့မှာလိုပဲဝယ်စားရတယ်ဒါမှခင်မိတာဒေရီရဲ့ဒေရီဆိုတာဘာလဲကွာဒေရီဆိုတာအဖေကိုပြောတာပါဗျာခရိုင်းရဲ့စကားပြောတာတော့ခွာကြတာပဲကဲရောက်တော့ရောက်ခိုင်ငါးစီမှာပဲထမင်းစားသွားကြကွာ
အဲ့ထုံးတို့လူတိုင်းဟာကောင်းကပစ္စည်းတွေချပြီးဂီတာလေးကြတချင်းဆိုကြဘီယာဘူးတွေဖောက်တော့ကြအရက်ပလင်းမှာဖွင့်လိုက်ကြနဲ့ရှုတီစားတော်ဆက်အတွင်းရောင်းဆန်အောင်တောင်းကျမ်းသွားကြပါလေပြန်ကန်ကြီးအရက်ရှင်ကလေးနဲ့ကြည့်သွားပါသေးတယ်ဒဲမျိုးသမီးကတဲမိပါလားတော်တော်မရဲနေခေါ်နေပါလားကွာတော့ကြနောက်ထပ်2နှစ်ခန့်အတွင်းတမတော်ကတိုက်ခိုက်ရှင်းလင်းခဲ့တဲ့ဖြင့်နောင်မွေရွာတစ်ဝက်တာယာသွားခဲ့ပြီဖြစ်ပါတယ်တို့ဖြစ်လို့အချို့ကိုယ့်ရွာကိုပြန်ကြပါတယ်ဥဒီပါလေပြန်ကျင်လို့မတ်ရှူတီကိုစကားစာကြည့်တော့မြို့မှာမွေးပြီးမြို့မှာကြီးတဲ့မတ်ရှူတီကလုံးဝလက်မခံခဲ့ဥဒီပါလေနန်းရွှေမြခေါင်းချခဲ့တဲ့ရွာကလေးမှာမိမိတသက်လုံးတောင်ယာလုတ်ကင်စားတော့ခဲ့သောရွာကလေးကိုတန်ရောစဉ်မပြတ်ခြင်းတစ်ဖြစ်ရွာကိုခဏပြန်ပြီးတောင်ယာလုပ်ငန်းတွေကိုအလုပ်သမားများနဲ့စီစဉ်ထားကမြို့နဲ့ရွာပူးကြည်တန်းကြီးလုပ်နေခဲ့ပါတယ်ဒီနေ့မှာရွာကနေမြို့ကိုရောက်မတ်ရှူတီကတင်းထားတဲ့သတင်းစာဟောင်းတစ်စောင်ကိုယူပြီးတနေရာကိုထောက်ပြ၍ဥဒီပဖတ်ကြည့်ရာအဲ့ထုံးဟာရှင်ဝေစုစုပေါင်းတန်ဖိုး1000နီးပါးခိုးယူထွက်ပြေးသွားသဖြင့်အမွေသားမွေကန်သားသမီးမွေးသားထားခြင်းမှဆွန့်လွတ်ကြောင်းတတိကြီးဦးဆိုင်အောင်ထွန်းရဲ့ကြော်ညာကိုတွေ့လိုက်ရပါတယ်တနေ့နေ့ဒီကိန်းဆိုင်ပါပဲလို့ရခင်တစ်ခေါက်လာလေကဥဒီပမြင်တွေ့ပြီးသားအမှုမလုပ်တာပဲတော်လာပြီလို့တတိကြီးကိုကျေးဇူးတင်နေရပါတယ်ဒီနေ့ကကြတော့အဲ့ထုံးတယောက်ဥဒီပထံရောက်လာပါတယ်ခြေကုန်လက်ပန်းကြခဲ့ပြီပါသမီးလည်းဖြူပါဖြာပါကြခဲ့ပြီဘာပဲဖြစ်ဖြစ်ဥဒီပမှာတော့ကိုသားကကိုသားပဲတောင်းစိုးပလုံးစိုးသာပြစ်နိုင်ပြီးသားစိုးဖြစ်နေမှသိပါရဲ့မပြစ်နိုင်မပြည့်ရဲ့တို့နဲ့နောက်မမိုက်တော့ပဲနေနေမနဲ့မိမိတို့နှစ်ဦးဒိုးလူပေါင်းပဲလောက်ကင်စားသွားဖို့ရာဆုံးမစကားပြောပြီးလက်ခံထားလိုက်ပါလေကျိုးချင်းထားကျိုးချင်းကြီးအိုးချင်းထားအိုးချင်းထီဆိုတဲ့စကားပုံကရှိပြီးသားသို့တော့တကယ်တမ်းကျိုးပိုင်ရှင်နဲ့အိုးပိုင်ရှင်တို့စိတ်ထဲမှာတော့မဖြစ်တန်ပါဘူးလို့ရှော့တွက်ထားလိမ့်ရှိပါတယ်အိုးချင်းထီလို့ခွက်ခနဲကွဲမှကျိုးချင်းကြီးလို့ဖြတ်မရတော့မှဟုတ်ပြီသားပဲလို့နောက်ရရလိမ့်ရှိပါတယ်အခုလဲထုံနည်းနေနေမှာပဲဥရိပအနေနဲ့မတ်ရှူတီနဲ့အိုက်ထုံးတော်ပေါ်မှာမတင်ကားစရာတွေကအများသားမိမိအားအလုပ်ပင်ပန်းတယ်လို့ဆိုပြီးစောစောစီးစီးအရက်မူးလောက်အောင်တိုက်ပြီးထမင်းကျွေးလို့စောစောအိတ်စီချင်းမျက်နှာတကောင်တလွဲစိုင်ပိတ်ချိန်ထိသူတို့တယောက်တည်းကြမ်းရှိနေတဲ့ချင်းအစားတော်ကျွေးမွေးရမှာလဲမိမိထက်ပိုပြီးဒီလိုစိုက်ကျွေးမွေးတဲ့ချင်းအိုက်ထုံးအကြိုက်ဆုံးအခောက်ကင်ကိုလဲတပွဲစာအမီးတက်ဖယ်ထားပြီးကွက်ထားပြီးမှအရက်တောက်ချိန်မှထုတ်ပေးတဲ့ချင်းစသဖြင့်အားဖြင့်တန်လျာဆိုဒီမှာအင်မတန်ကြောက်စရာကောင်းပါလေချိန်ဝင်ကွက်နှစ်ခွက်တည်းဟုတ်တာနဲ့မဟုတ်တာစလူထက်ချိန်ဝင်ကိုမြှောက်ကြည့်ပါတန်လျာဆိုတဲ့ချိန်ဝင်ရှာဟာဘရော့မှဘောင်ပိတ်မနေပါဘူးနောက်ဝင်တယ်လားဟိုဘက်ဒီဘက်ရင်းထိုးနေပါလိမ့်မယ်စင်စစ်တန်လျာမီးကိုမွေးသူဟာသူတစ်ပါးကိုမလောင်ကျွမ်းခင်မိမိကိုမိမိအလောင်ခံရပါလိမ့်မယ်တညမှာတော့ဥရိပရဲ့တန်လျာချိန်ဝင်ရှာဟာဟုတ်တဲ့ဘက်ကိုဇောက်ထိုးလောက်မိမိကစားသွားပါလေဒိုနေကြကထုံးစံတိုင်းစောစောမူအောင်တောက်ပြီးထမင်းစားပြီးမိမိတို့လင်မယားအိတ်တဲ့ထက်ခိုးလေးပေါ်တက်အိတ်နေကြရကတရင်းလို့လိုအိမ်မက်လိုအောက်ထက်ကအတန်တစ်ပိုင်းတစ်စားများကြားနေရပါတယ်ပေးပါဦးဗျာတပတ်လောက်တော်ပါပြီကွာမင်းများနေပြီထမင်းစားတော့ဆိုတဲ့မက်ရှူတီရဲ့အတန်မမရှိတီရလေဗျာဘာမရှိတီလဲသူများနာမည်ကမရှိတီပါရှိတီဆိုတာဘယ်လိုပြောတာလဲချစ်ကလေးတဲ့ရှုတို့အပေါ်ဖိုးကြီးကြားတော့မယ်ချော့တပတ်ဒါပြီးရင်စားတော့ဘုဒီပါလေကနေလေးကအရက်ပလင်းကိုအသာဆွဲပြီး3-4ကြိုက်မော့ကအိပ်ပြလိုက်ပါလေဒီလိုပဲရုံထင်းကြောင်ထင်းနဲ့စိတ်မချမ်းမသာဖြစ်နေရကဒီနေ့မှာတောင်ရလုပ်ငန်းနဲ့ပတ်သက်ပြီးမသွားမဖြစ်မလို့လောင်မွေရွာကိုပြန်လာခဲ့ပါလေပေရိယာကနေရွာကိုယောက်ျားခြေလက်နဲ့မှန်မှန်လျှောက်သွားရင်6နာရီလောက်တော့ကြာပါလေမနက်စာစားပြီးနေမွန်းနေသာလောက်မှာထွက်ခဲ့တာညနေ4နာရီလောက်မှာအင်းနိုင်ရွာအဝင်ဝရောက်တော့တောတွေကပြန်လာတဲ့တငယ်ချင်းတယောက်နဲ့တွေ့ပြီးသူတောတွေကရုံကောင်ရခဲ့တဲ့အကြောင်းအိမ်မှာလည်းရွှေလီမော်တပလင်းအသင့်ရှိတဲ့အကြောင်းပြောပြီးခေါ်တာနဲ့သူ့အိမ်ခဏရဲလို့ဝင်လိုက်ပြီပါလေညနေ6နာရီလောက်ကျတော့ရွှေလီမော်တပလင်းလည်းပြောင်းရုံကောင်အမြည်တာလေးခုံတာနဲ့ရွာကိုဆက်ထွက်ခဲ့ပါလေဒါပေမဲ့အင်းနိုင်ရွာအထွက်ကြတော့နားထဲမှာခုညကကြားရတဲ့မစီတီတို့အဖိုးကြီးကြားသွားမယ်လို့ဆိုတဲ့အတန်ဒီကိုကြားရောက်လာပြီးဘယ်လိုဖြစ်သွားလဲမသိခြေလမ်းတွေကပေးရရဘက်ကိုပြန်လှည့်လာမိပါလိမ့်ပေးရရဘက်ကိုပြန်ရောက်တော့10နာရီဝဲတာ17နာရီလောက်ဆိုင်ရောက်တော့မိတွေအားလုံးပိတ်ထားကြပြီဒါနဲ့နောက်ဖေးမိဖို့ကြောင့်ဘက်ကဗလင်းဘောက်ကိုအသာခိုးဖွင့်ပြီးအထဲကိုဝင်လာခဲ့တော့အပေါ်ထက်ခိုးအိတ်ခတ်လေးကအိုက်ထုံးတဲ့ရှုတီတို့ရဲ့တခိခိညီတန်ကိုကြားလိုက်ရတာပါပဲဘယ်လိုခံစားလိုက်ရမလဲဆိုတာစဉ်းစားကြည့်ကြပါတော့ဥရိဘဟာ
တောက်လို့ကြောင်းအောင်နိုင်နေပါလေပြီးမှသတိဝင်လာပြီးတရက်တပလင်းဆွဲရေမရောပဲတဝက်လောက်ကုန်တဲ့အထိမော့ချလိုက်ပါလေအဲ့နောက်ပထမအသားခုတ်တဲ့ဓာတ်ကိုသွားကင်ပါလေတခါဒီဓာတ်နဲ့တော့ဘာမှမဖြစ်တော့ဘူးလို့ယူဆပါထင်းခွဲတဲ့ဓမ္မကြီးယူလာပြီးဓာတ်နဲ့လက်ကင်ကထက်ခိုးပေါ်မှာအချင်းချင်းပြက်နေကြတဲ့အားနဲ့မိမကိုမိယာဆွဲခုတ်ပါတော့လေနှစ်ယောက်စလုံးညင်ကြသွားတော့မှအောက်ထက်ပြန်ဆင်းလာပြီးရေနံစီပလင်းယူနိုင်ရည်ဖြန်းမိတင်ရှုပ်ပြီးစိုင်းပြင်ပြေးထွက်လာခဲ့ပါလေရုပ်မြင်ရောက်လို့လှည့်ကြည့်လိုက်တော့မိကတော်တော်တောက်နေပြီဘေးအိမ်တော်ကူတော့ပြီးထင်ပါရဲ့အဲ့ဒီကြတော့မှစိတ်ထဲမှာဘလို့စိတ်ယူတွေပေါ်လာတယ်မသိပါဘူးဆိုင်ဘက်ကိုပြန်ပြေးမိပြန်ရောခိုရောက်တော့လူတွေလည်းအတော်ရောက်နေကြပြီထက်ခိုးပေါ်ကိုမီးလုံးတွေကြားထဲကပြေးတက်သွားခဲ့တယ်အထဲမှာတော့သွေးတွေအိုင်ထွန်းနေတာပေါ့သူတို့နှစ်ယောက်ကိုကြည့်လိုက်တော့အိုင်ထွန်းကမလုပ်တော့ဘူးရှုဒီကလူလွန်နေတာတွေ့တာနဲ့သူ့ကိုထမ်းပြီးမီးတော်ထဲကပြန်ဆင်းလာခဲ့တယ်ဒါဖြင့်ခမည်းသားကအိမ်ထဲမှာကျန်ခဲ့တာပေါ့ဘယ်ကြံလိမ့်မလဲဆရာကြီးရက်ွက်တဲကကြက်ချင်ကြီးလူငယ်တယောက်အသက်ဆုံးပြီးဝင်ခဲ့တာအဲ့ဒီမှာကျွန်တော်အထင်နဲ့အမြင်တလွဲစီဖြစ်ကုန်တာပဲကျွန်တော်ကတည်ပြီးလို့ထင်ထားခဲ့တဲ့သားကမတည်ပဲမတည်ဘူးထင်လို့ကြယ်လာတဲ့မိမကအပြင်ရောက်လို့တောင်းကြမှာတည်သွားခဲ့တာပေါ့ကျွန်တော်သားကဆေးရုံမှာ2ရက်လောက်ခံလိုက်ရသေးတယ်ကျွန်တော်အမှုပေါ်အောင်ဆိုပြီးသူနဲ့ရှုတီသူရန်ကိုရန်ဓာတ်နဲ့ခုတ်ကြတာလို့ရတဲ့ဒဏ်ရာတွေကိုရဲမှာအစ်စ်ခံသွားသေးတယ်ရှိပါဦးဗျာကျွန်တော်ဘလောက်မိုင်လုံးကြီးနေလို့ဒါနဲ့ခင်ဗျားမိမတက်မှုနဲ့ကြိုးကြခဲ့တာဆိုဟုတ်တယ်ဒီရှုတီကမတည်ခင်အရက်လူကြီးတွေရှိမှာသူနဲ့အိုက်ထွန်းတို့ကိုကျွန်တော်ကဓာတ်နဲ့ခုတ်ပြီးမီးရှို့ခဲ့တာပါလို့ထွက်ဆိုသွားတာဘူးဒါကြောင့်သူ့ကိုတတ်တဲ့အမှုကကျိုးမိတ်အိုက်ထွန်းကဆင်းရောက်တော့မှတရားဆိုတော့လူသေးမှုနဲ့တသက်တချမ်းကြတာပေါ့ဦးဒီပါတယောက်ကြောင်းတောင်ဖြစ်တော့ပါလေဆရာကြီးရအောင်မောင်မောင်ရဲ့ချစ်တဲ့ကံမှုဆိုတဲ့ဖြစ်ရမှန်အကြောင်းအရာလေးကိုပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ